안녕하세요 여러분. 저는 두수리 한국어 학당의 우서생이라고 합니다. 오늘은 제가 여러분들에게 속담에 대해서 알려주려고 합니다. 그러면 시작해 볼까요? 디는 말을 전어가 코리아 사카봉 남요리고 뼈뼈비도 맙시 말에 나중에 사자면은 브라마동 사카봉 리가로 고생 끝에 낙이 온다. 다가 별로 친이마 동네에서 발라페 고롱이래 로리가 크케니 바지 쭈쭈다다 롱에서에 나우바이마 아홉년에 야다리 야라마바 소리 어디벨리 피바래 여러분은 레베 발라페 크케니 바지 대칭칭노 아홉년만 피바래 오케이노 아서 나 사카봉리 듣고 니네가로 자로 누워서 떠먹기 sau đó blue chini ma tông leကိုယ့်ရဲ့လုံနေတဲ့အလုပ်တွေကအရန်ကိုလွယ်တဲ့အချိန်တွေမှာဒီလိုမျိုးစကားပုံလေးကိုသုံးပါတယ်။ Okay နောက်တစ်ခုကတော့ဆရာတို့ဒီ grammet ဒါဘယ်လိုလဲဆိုရင်ဆရာတို့ဘယ်လောက်ပဲကိုယ့်ရဲ့စိတ်ထဲမှာနှစ်သက်နေပါစေယူဆောင်သွားလို့မရဘူးပေါ့နော်။ဘယ်လိုပြောမလဲ။မြန်မာစကားပုံနဲ့ဆိုရင်ဗာလေကောင်းငင်ပေါ်ကလာပေါ့နော်။လှမ်းယူလို့လည်းမရဘူး။လှမ်းခုလို့လည်းမရဘူးပေါ့နော်။ Okayနော်အဲ့ဆိုရင်နောက်တစ်ခုကတော့ဆရာတို့ဗာလဲဆိုရင်ဖြုံးကျူကိုရချွန်းတာဒါဘယ်လိုရှင်ဒီမှာသုံးလဲဆိုရင်အနာပေးလိုက်ဆေးပေးလိုက်ပေါ့နော်ကိုယ်အနာလည်းပေးလိုက်ဆေးလေးလည်းပေးလိုက်အဲ့လိုမျိုးအချိန်ဒီမှာသုံးတယ်ပေါ့နော်အခုရောတော်ဘုန်းတို့စီမှာရောအနာပေးလိုက်ဆေးပေးလိုက်လူရှိလာပေါ့နော်ရှိမယ်ဆိုရင်အောက်က comment ထဲမှာဝင်မှတ်ပေးခဲ့ပါဦးနော်ပြီးအဲ့ပြီးတော့နောက်ဆုံးတစ်ခုကတော့ဆရာတို့ဗာလဲဆိုရင်ရှီကန်းကြီးရအချိန်ကြာလာနဲ့များစီးတစ်ခွက်ပဲပေါ့နော်အဲ့လိုမျိုးသုံးလို့ရဘလောက်ပဲပင်ပန်းနေပါစေဘလောက်ပဲဝမ်းနည်းနေပါစေအချိန်ကြာလာရင်တော့တဘာဝကြကြနဲ့မိနိုင်သွားမှာပေါ့နော်โอเคနော်အဲ့ဒါကျွန်တော်ဒီနေ့ပဲဒီလောက်ထိပဲပြောပြပေးသွားမှာဖြစ်ပါတယ်ကွက်ကကြီးဘွားကျူကျော်စောနော်မကန်စားမိတာတောင်ယုံဆိုင်ငယ်တူပွားယောအညော